ဂျစ်နိုင်ငံကိုရောင်းစားခံရတဲ့ယောသက်ယာကုပ်ကသူ့ရဲ့သား12ယောက်ထဲမှာယောသက်ကိုအချစ်ဆုံးဖြစ်တယ်။ဒါအကြောင်းယောသက်ကိုပဲရောင်စုံအင်ကြီးချုပ်ပေးခဲ့တယ်။တရက်မှာယောသက်ကအကိုတွေကသူ့ကိုပြတ်ဝတ်နေတဲ့အိမ်မက်ကိုမှတ်ခဲ့တယ်လို့ပြောခဲ့တယ်။အကိုတွေကယောသက်ကိုအယမ်းမုန်းသွားတယ်။ယောသက်ကအနရဲ့အဆုံးကိုရောက်ရှိခဲ့တယ်။ယာကုပ်စီမှာသား12ယောက်ရှိခဲ့တယ်။ယာကုပ်ကအခြားသားတွေထက်ယောသက်ကိုအထူးချစ်ခဲ့တယ်။ယာကုပ်ကယောသက်ကိုပဲလှလှပပချုပ်ထားတဲ့အယောင်ဆောင်အင်ကြီးကိုဝတ်ပေးခဲ့တယ်။အကိုတွေကယောသက်ကိုမုန်းတီးလာခဲ့ကြတယ်။အဖေကယောသက်ကိုပဲချစ်ပြီးကျွန်တော်တို့ကိုနည်းနည်းမှမချစ်ဘူး။အကိုရီရဲ့မနာလိုမှုကတရက်ပြီးတရက်ပိုပြီးကြီးလာခဲ့တယ်။တညမှာယောသက်ကအိမ်မက်မက်ခဲ့တယ်။အကိုတွေကိုပျော့ပျော့ရွှင်ရွှင်နဲ့အိမ်မက်အကြောင်းကိုပြောပြခဲ့တယ်။အိမ်မက်ထဲမှာကောင်းလိုင်းတွေကိုစီးထားတယ်။ဒါပေမဲ့အကိုတို့ရဲ့ကောင်းလိုင်းတွေကကျွန်တော်ကောင်းလိုင်းကိုပြတ်ဝတ်နေရဆိုလားပဲ။ယောသက်ကနောက်ထပ်အိမ်မက်ကိုထပ်ပြောပြခဲ့တယ်။မိုးပေါ်ကနေလာကျဲစနှလုံးကကျွန်တော်ကိုပြတ်ဝတ်နေတယ်။အကိုတွေကယောသက်ရဲ့စကားကိုနားထောင်ပြီးအယမ်းသောသားထွက်တယ်။ယောသက်ရဲ့အကိုတွေကတိုးတွေကိုနေရာကောင်းမှကျွေးမွေးဖို့ထွက်သွားတယ်။ယာကုပ်ကယောသက်ကိုအကိုတွေစီပို့ပြီးအလောက်ကောက်လုပ်နေလားဆိုတာကိုကြည့်ခိုင်းခဲ့တယ်။အကိုတွေကယောသက်လာတာကိုစောင့်နေခဲ့တယ်။အခွင့်ကောင်းပဲဒီကောင်ကိုတွင်းထဲကိုထဲချဆိုအဖေကတော့တရိတ်ဆန်တွေကတတ်စားလိုက်ပြီလို့ပြောလိုက်မယ်။အကိုတွေကရောက်ချင်းဝေးရောင်ကိုချစ်လိုက်တယ်။အဲ့ဒီနောက်ကြီးမားတဲ့တွင်းထဲကိုပြစ်ချဖို့လုပ်တယ်။ယောသက်ကမလုပ်ပါနဲ့လို့အကိုတို့ကိုအော်ဟစ်ပင်မဲ့အကိုတွေကလုံးဝဂယုမဆိုင်ပါဘူး။နေဝင်တဲ့အခါကုံတယ်တွေကအဲ့ဒီဘက်ကိုဖြတ်လာကြတယ်။အဲ့ဒီလူတွေကအီဂျစ်နိုင်ငံကိုကုံတယ်ဖို့တွားတဲ့သူတွေပဲဖြစ်တယ်။ကုံတယ်တွေလာနေတာကိုကြည့်ပြီးအကိုတယောက်ကပြောတယ်။ယောသက်ကိုမတက်ပဲဟိုလူတွေစီမှာကြုံအဖြစ်ရောင်းစားကြရအောင်။ယောသက်ကိုငွေခွက်20နဲ့ရောင်းစားတယ်။အကိုတွေကစိတ်ကလေးတစ်ကောင်ကိုတက်ပြီးသူ့ရဲ့သွေးကိုယောသက်ရဲ့ဝတ်စုံမှာတုပ်လိုက်တယ်။အဲ့ဒီနောက်အင်ကြီးကိုအဖေကိုပြလိုက်တယ်။ယောသက်ကတောရိုက်တိရစ္ဆာန်တွေရဲ့အစာခံလိုက်ရတယ်။ယောသက်ရဲ့အင်ကြီးပဲဟာငါသားလေးကတည်သွားပြီလား။ယာကုပ်ကအလွန်ဝမ်းနည်းခဲ့တယ်။သားရရဲ့အလိန်ခံခဲ့ရတဲ့ယာကုပ်ယောသက်ရဲ့အကိုတွေကအဖေရဲ့အချစ်ကိုတယောက်တည်းခံရတဲ့ယောသက်ကိုမုန်းတီးခဲ့တယ်။အကိုတွေကယောသက်ရဲ့အိမ်မက်ဖြစ်တဲ့စကားကိုနားထောင်ပြီးတော့ပိုးပြီးဒေါသထွက်တယ်။အကိုတွေကယောသက်ကိုမိတန်ကောင်းတယ်တွေစီရောင်းစားခဲ့တယ်။ယာကုပ်ကတော့တရိတ်ဆန်တွေကိုက်စားသွားပြီလို့လိပ်ပြီးပြောခဲ့တယ်။ဒါကတော့ပြီးခဲ့တဲ့အချိန်ကယာကုပ်ကလုပ်ခဲ့တဲ့အရာနဲ့တူညီတဲ့အရာပဲဖြစ်ပါတယ်။ယာကုပ်ကသားဦးအရာကိုလူယူဖို့ဤတော့အဖြစ်ဟန်ဆောင်ပြီးအဖေကိုလှည့်စားခဲ့တယ်။အဲ့ဒီအဖြစ်တံပဲမဟုတ်လား။